ဆရာဒီနေ့မျှဝေပေးမယ့်အကြောင်းအရာကတော့မေရဲ့အသုံးပြုနည်း၄မျိုးကိုဆရာမျှဝေပေးသွားမှာဖြစ်ပါတယ်ပထမဆုံးဆရာတို့ကမေကိုဘယ်အခြေအနေမှာအသုံးပြုမလဲဆိုရင်ခွင့်ပြုချက်တောင်းတဲ့နေရာတွေမှာဆရာတို့ကမေကိုအသုံးပြုလို့ရပါတယ်ဆရာတို့ဥပမာလေးတွေနဲ့ကြည့်အောင် Number 1 May I use your phone ကျွန်တော်ခင်ဗျားရဲ့ဖုန်းကိုအသုံးပြုပါရစေ May I use your phone ကျွန်တော်ခင်ဗျားရဲ့ဖုန်းကိုအသုံးပြုပါရစေဟုတ်ပြီနော်ကိုကခွင့်ပြုချက်တောင်းလိုက်တာပေါ့ Number 2 May I ask you a question ကျွန်တော်ခင်ဗျားကိုမေးခွန်းတစ်ခုလောက်မေးပါရစေ May I ask you a question ကျွန်တော်ခင်ဗျားကိုမေးခွန်းတစ်ခုလောက်မေးပါရစေ Number 3 May I sit here ကျွန်တော်ဒီမှာထိုင်ပါရစေ May I sit here ကျွန်တော်ဒီမှာထိုင်ပါရစေဆရာတို့ကမေကိုဘယ်အခြေအနေမှာအသုံးပြုမလဲဆိုရင်ခွင့်ပြုချက်တောင်းတဲ့နေရာတွေမှာဆရာတို့ကမေကိုအသုံးပြုလို့ရပါတယ်ဒုတိယတစ်ခုဆရာတို့ကမေကိုဘယ်အခြေအနေမှာအသုံးပြုမလဲဆိုရင်ခွင့်ပြုချက်ပေးတဲ့နေရာတွေမှာလည်းဆရာတို့ကမေကိုအသုံးပြုလို့ရပါတယ်ဆရာတို့ဥပမာလေးတွေနဲ့ကြည့်အောင် Number 1 You may use my computer You may use my computer မင်းငါကွန်ပျူတာကိုအသုံးပြုလို့ရတယ်မင်းငါကွန်ပျူတာကိုအသုံးပြုလို့ရတယ်ဟုတ်ပြီနော်ကိုကကိုကွန်ပျူတာကိုအသုံးပြုဖို့ကိုကခွင့်ပေးလိုက်တာဟုတ်ပြီနော်ဆက်တော့ number 2ကိုကြည့်အောင် You may take a day off tomorrow You may take a day off tomorrow မင်းမနက်ဖြန်ခွင့်ယူလို့ရတယ်မင်းမနက်ဖြန်ခွင့်ယူလို့ရတယ်ဟုတ်ပြီနော်ကိုကခွင့်ပြုချက်ပေးလိုက်တာပေါ့ဟုတ်ပြီနော်ဆက်တော့ number 3ကိုကြည့်အောင် You may go home You may go home မင်းအိမ်ပြန်လို့ရပြီမင်းအိမ်ပြန်လို့ရပြီဟုတ်ပြီနော်ဆရာတို့ခွင့်ပြုချက်ပေးလိုက်တာပေါ့ဒုတိယတစ်ခုဆရာတို့ကမေကိုဘယ်အခြေအနေမှာအသုံးပြုမလဲဆိုရင်ခွင့်ပြုချက်ပေးတဲ့နေရာတွေမှာလည်းဆရာတို့ကမေကိုအသုံးပြုလို့ရပါတယ်တတိယတစ်ခုဆရာတို့ကမေကိုဘယ်အခြေအနေမှာအသုံးပြုမလဲဆိုရင်ဖြစ်နိုင်ခြေရှိတဲ့အခြေအနေတွေကိုပြောတဲ့အခါမှာဆရာတို့ကမေကိုအသုံးပြုလို့ရပါတယ်ဆရာတို့ဥပမာစာကြောင်းလေးနဲ့ကြည့်အောင် Number 1 She may come to the party tonight She may come to the party tonight သူမဒီညပါတီကိုလာခြင်းလာမှာသူမဒီညပါတီကိုလာခြင်းလာမှာဟုတ်ပြီနော်လာဖို့တော့ဖြစ်နိုင်ခြေရှိတယ်ပေါ့ဒါပေမဲ့တေချာပေါက်လာမယ်တော့ဆရာတို့ကဆိုလိုတာမဟုတ်ဘူးပေါ့ဟုတ်ပြီနော်ဆရာတို့ number 2ကိုဆက်ကြည့်အောင် It may rain tomorrow It may rain tomorrow မနက်ဖြန်မိုးရွာခြင်းရွာမှာမနက်ဖြန်မိုးရွာခြင်းရွာမှာဟုတ်ပြီနော်မနက်ဖြန်မိုးရွာဖို့တော့အလားလာရှိတယ်ပေါ့ဒါပေမဲ့တေချာပေါက်တော့မဟုတ်ဘူးပေါ့နော်ဆရာတို့ number 3ကိုကြည့်အောင် He may not know the answer He may not know the answer သူအဖြေကိုသိချင်မှသိမှာသူအဖြေကိုသိချင်မှသိမှာဟုတ်ပြီနော်သူအဖြေကိုမသိတာကဖြစ်နိုင်ခြေတော့ရှိတယ်ပေါ့ဟုတ်ပြီနော်ဒါပေမဲ့တေချာပေါက်ကြီးတော့လည်းမဟုတ်ဘူးပေါ့တတိယတစ်ခုဆရာတို့ကမေကိုဘယ်အခြေအနေမှာအသုံးပြုမလဲဆိုရင်ဖြစ်နိုင်ခြေရှိတဲ့အခြေအနေတွေကိုပြောတဲ့အခါမှာဆရာတို့ကမေကိုအသုံးပြုလို့ရပါတယ်နောက်ဆုံးတစ်ခုဆရာတို့ကမေကိုဘယ်အခြေအနေမှာအသုံးပြုလို့ရသေးလဲဆိုရင်ဆူတောင်းစကားတွေပြောတဲ့အခါမှာလည်းပဲဆရာတို့ကမေကိုအသုံးပြုလို့ရပါတယ်ဆရာတို့ number 1ကိုကြည့်အောင် May your dreams come true မင်းရဲ့အိမ်မက်တွေအမှန်တကယ်ဖြစ်လာပါစေဟုတ်ပြီနော် May your dreams come true မင်းရဲ့အိမ်မက်တွေအမှန်တကယ်ဖြစ်လာပါစေဟုတ်ပြီနော်ဆရာတို့ number 2ကိုဆက်ကြည့်အောင် May you always be happy May you always be happy မင်းအမြဲတမ်းပျော်ရွှင်ပါစေမင်းအမြဲတမ်းပျော်ရွှင်ပါစေနောက်ဆုံးတစ်ခုကိုဆရာတို့ကြည့်အောင် May you have a great day May you have a great day မင်းတာယာတဲ့နေ့လေးတစ်နေ့ပိုင်ဆိုင်နိုင်ပါစေမင်းတာယာတဲ့နေ့တစ်နေ့ပိုင်ဆိုင်နိုင်ပါစေနောက်ဆုံးတစ်ခုဆရာတို့ကမေကိုပဲအချိန်ဒီမှာအသုံးပြုမလဲဆိုရင်ဆူတောင်းစကားတွေပြောတဲ့နေရာမှာလည်းပဲဆရာတို့ကမေကိုအသုံးပြုလို့ရပါတယ်